မှာပေါ့နော်ဒီဖုန်းကြီးเจ้าကနေစားတာဒီဖုန်းကြီးเจ้าသုံးပါးเจ้าပေါ့နော်ဒီသုံးပါးเจ้าကနေစားတယ်စားလောင်တယ် basement ကနေစားလောင်တယ်ကြားတယ်ဆိုတော့ဘာเจ้าပေါ့ဖြစ်တယ်လဲမသိအသေးချာတော့မသိသေးဘူးဒါပေမဲ့ wire shot လို့တော့ပြောတာပဲပေါ့နော်ဆိုတော့ဒီကောင်ကတော့အထိဆုံးပါလေပြီးရင်ကျွန်တော်3အိမ်ထိတာပေါ့ဟိုဘက်အိမ်ရောပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့နေတဲ့အိမ်ပေါ့နော်3အိမ်ထိတာဆိုတော့ညာဖြစ်စဉ်ကတော့ဒီလိုအခုတော့လည်းအခုလည်းကျွန်တော်တို့ဟိုတောင်ဝင်ခွင့်မပေးသေးဘူးဒါပေမဲ့ကျွန်တော်တို့ခိုးဝင်တာပေါ့နော်ဟိုမှာမိတတ်တမတွေလည်းအများကြီးရှိသေးတယ်ဆိုတော့ညာဒါတော့ကျွန်တော်အခန်းပေါ့နော်ဒါကျွန်တော်အခန်းရစရာမရှိတော့ဒါဒီလိုဒါကျွန်တော်အခန်းဟိုဘက်ကကျတော့ veranda ဒါကျွန်တော်အခန်းလားကျွန်တော်ပစ္စည်းရုံတုံးပစ္စည်းတွေဒီလိုဖြစ်တယ်ဆိုတော့ဒီလိုပေါ့နော်ခေါင်းမိုးတွေဆိုဒီလိုပေါ့အော်မဲလို့ဆိုတော့ဒီခတ်မှာတော့ကျွန်တော်တို့ဒီအပေါ်ထပ်မှာပေါ့နော်ဒီအပေါ်ထပ်မှာတော့ကျွန်တော်တို့3ယောက်နေတယ်ဒီမှာကျတော့ကျွန်တော်တို့အခန်းဒီလိုအခန်းရဲ့မိဖို့ချောင်းပဲပေါ့နော်မိဖို့ချောင်းဆိုဒီလိုအပေါ်ခေါင်းမိုးဆိုဒီလိုဖြစ်ဆိုတော့ဒီမှာကျွန်တော်တငယ်ချင်းတယောက်အခန်းဆိုရင်ဒီလိုပြကြတယ်သူ့ဘိုးစားဆိုရင်ဆိုင်ရစားတာမျိုးဆိုဘာမှမရတော့အကုန်ပါသွားတယ်ပြီးရင်ဒီမှာကျွန်တော်တို့တငယ်ချင်းတယောက်သူ့အခန်းအပေါ်ဆိုတော့ခေါင်းမိုးကနေထိတာဟိုအပေါ်ဟိုဘက်အိမ်ကနေထိတာဒီကဆိုပြီးရင်ဒါကတော့ရေချိုခန်းပေါ့နော်ရေချိုခန်းဆိုတော့ဒီအိမ်တော့နေလို့မရတော့ကျွန်တော်ပစ္စည်းတော့နည်းနည်းရတယ်ပေါ့နော်ပစ္စည်းနည်းနည်းရတယ်တော်ကြီးတော့ဆိုးတယ်မြေကတော့မငိမ့်နိုင်တော့တားကြီးဟောဖြစ်တယ်ဆိုတော့လူကတယောက်တည်တယ်ကြားတယ်ပြီးတော့9ယောက်ဒဏ်ရာရတယ်ပြောတယ်ကျွန်တော်လည်းတေချာမသိဘူးနျူကနေပူကြည့်တော့နျူကြည့်ရင်တော့ပူတေချာလိုက်မယ်ဆိုတော့စိတ်ပူပြီးတဲ့တငယ်ချင်းတွေအားလုံးကြည့်ယူတင်တယ်ဒါကျွန်တော်တငယ်ချင်းတွေအားလုံးတယောက်ချင်းစီဘာမှ reply မလုပ်နိုင်ဘူးဆိုတော့မနေ့ကလည်းလက်နည်းနည်းထိထားတော့ကျွန်တော်တော့လက်နည်းနည်းထိအဲ့လောက်ပါပဲလူကတော့ဘာမှမဖြစ်ဘူးလက်နည်းနည်းထိအဲ့ဒါပါဆိုတော့ဘာမှမဖြစ်ဘူးဒါ quick update ဆိုတော့နငည Red Cross ကနေနငည hotel မှာ hotel ကိုစီစဉ်ပေးတယ်ပေါ့နော်ဒီညရယ် American ညရယ်ပေါ့စီစဉ်ပေးတယ်ဆိုတော့ခေါင်းမူပြမနော်ခေါင်းမူကဒီလိုခေါင်းမူကျွန်တော်ခေါင်းမူဟာAir Mass New York City မှာပါဒါဖြစ်ပြနေတာဆိုတော့ဟိုမှာဘုန်းကြီးကျောင်းမှာဒီမှာပြကြဘာမှရစရာမရှိဟိုမြန်မာတယောက်ကျွန်တော်မြန်မာတယောက်ကောင်းကလေးတယောက်ပြောတယ်ဘလောက်အဲ့ဒါတော့သူတော်တော်ကြီးဒဏ်ရာရတယ်ပြောတယ်ကြားတယ်ဆိုတော့ okay ကျွန်တော်လည်းပစ္စည်းနည်းနည်းရတလောက်ရွှေ့လိုက်အောင်မယ်Okay.